ကဲဒါကတော့ထိုင်းနိုင်ငံဖတ်တီယာမြို့မှာဖတ်တီယာမြို့ကဟိုတယ်ခန့်ပေါ့နော်ဒါ3000တန်ခန့်3000တန်တညကို1500ပေါ့ဗျာ2ညငှားထားတာဆိုတော့ဒါတညကို1500single bedroom ဒီဘက်မှာဝင်ချင်းတကားပေါက်ဖွင့်ချင်းဒီမှာတူးရရောရှိတယ်တူးရထားတော့ပြီးတယ်ဒီကတော့အင်တာပေါ့နော်အင်တာတော့ခုနကဝင်ပြီးသွားပြီဆိုတော့မဆိုးပါဘူးကွာဒီမှာ shower 1500တညကို1500ပေါ့နော်အင်တာတက်ရင်မှန်ကြည့်လို့ရတာပေါ့ကွာအဲ့ဒီချက်တော့မိုက်တယ်အဲ့ဒါတော့သဘောကျတယ်ဒီမှာအခန်းဝင်ချင်းဒီမှာဗီဒီယိုတွေပါတော့ထားပေးတယ်ဒီဗီဒီယိုထဲမှာပါရှိတယ်ဗီဒီယိုထဲမှာဂျိတ်တော့ဂျိတ်ဘာမှမရှိဘူးတိုးရင်နေပါတယ်လည်းမပါဘူးနော်ဘယ်မှာပါတော့လားဒီမှာဒီရကွင်းအမဒီရလားအော်အေးဒီမှာဟာဒုက္ခဒီမှာရေကတတာပါရေကတတာရေမပူးပဲရှိရဘီယာလေးပါလေးထည့်တာဟောတော့ကွာဒုက္ခဘီယာလေးပါလေးထည့်တာဟောဒီမှာဝိုင်တပလင်းလောက်ထည့်တာနေဒါတော့ဗောနော်ဟောရေကမပူးပဲရှိရဘာလောက်ရမှာလဲအဲ့ဒါကိုယ့်အကိုဝေထည့်ရမယ်နေတာရှိရေကတတာလောင်းရယ်ဟုတ်ပြီဒီမှာဒီမျိုးကလည်းကွာကြောက်စရာကြီးခွန်းနှစ်ခွက် Nescafe ဟာအင်္ဂါထည့်လာတယ်အဲ့ဒါကြီးကစီမပြေဘူး TV Samsung TV ကြည့်မကြည့်ဖွင့်လာပါရှုပ်ဒါအဲ့တော့ဟိုတယ်မြင်ရတဲ့ view ဒီဟိုတယ်ရဲ့နာမည်ကကြတော့ Mountain Beach Resort Conversion Center ဟုတ်တယ်Mountain Beach Resort Conversion Center ဒီကမြင်ရတယ်ဟိုဒီကနေမြင်ရတယ်မြင်ကွင်း Beach နဲ့ဘယ်လိုဝေ Beach နဲ့ကဟို Pattaya Beach နဲ့က 1.4 km လောက်ဝေးတယ်နေလမ်းလျှောက်လို့တော့အဆင်မပြေဘူးဟုတ်လဲဟိုဒီကားတွေပါနဲ့သွားမှရတယ်အဓိကခွာကြတာကဆေးလိုက် smoking room ယူထားတာကိုက no smoking နဲ့ဒီမှာ no smoking နဲ့3000နဲ့ဖိုင်ရ3000နဲ့ကြောက်စရာကြီး900ဆိုရင်တော့တော်သေးတယ်လို့ကိုက300ကြီးများတော့ကဲဒါပဲရေလေးပါလေးချိုးပြီးခဏနားလိုက်အောင်